ရဲအဖြစ်လို့လဲဆိုတော့ရှယ်ဟုတ်ကစာတင်တဲ့နေရာမှာဟိုစေအားစားမချောင်ဘောနော်တင်ပေးရပြပြတတလည်းပြောတယ်ပြီးလို့ရှိရင်ဟိုတပည့်အရင်လို့ဖြစ်နေတဲ့ခါကျတခါတလေဆိုရင်စိတ်မြန်လက်မြန်စီရမဆိုတော့အုံဖုံအဲ့လိုမျိုးလေးရရှိပြီးတော့တကူကြိုက်တာဘယ်လိုလဲဆိုတော့ smart and sexy ဖြစ်တယ်တင်လဲဆိုတော့တစ်ချက်ဟုတ်ကသင်တန်းသားတွေပေါ်မှာဆရာဆိုတဲ့တယောက်အနီပုံစံမျိုးကြီးနဲ့မနေဘဲနဲ့ပေါ်ပါတယ်လွတ်လပ်တယ်ပြပြရွှွှွှနဲ့ friendly ဖြစ်တယ်အဲ့လိုမျိုးဆရာမျိုးပေါ့နော်။ကောင်းတာရှိရင်လည်းရှင်းပြပေးရပေါ့နော်။အလုံးကတွန်တင်ပေးတယ်။တီချာအနေနဲ့ဆိုလေလုံးဝဘယ်လိုပြောမလဲတက်တဲ့အထိတင်ပေးရပေါ့နော်။မရရင်လည်းကျုံးတယ်။ချယ်နဲ့စာတင်ရတာတော့အဆင်ပြေ။ဒါပေမဲ့တစ်ခါတလေကြာရင်တော့အဲ့လိုမျိုးနည်းနည်းကြောင်သွားတယ်သူကပြောလိုက်တဲ့အတုံးလေးကိုကမသိရပါတော့သူပြောလိုက်တဲ့အတုံးလေးဒါပေမဲ့အဆင်ပြေပါတယ်တင်ရအကုန်ကောင်းတယ်အဲ့ဆိုတချေကအရန်ကိုတွက်လက်တယ်မြန်ဆန်တယ်ပြောရမယ်ဆိုရင်ဒီဘေးကဂျူနီယာပေါ်လဲလက်တွဲခေါ်တယ်ကိုရီဆိုရင်လုံးဝမမီဘူးတစ်ချက်နောက်ကိုမနှဲကိုလိုက်ရတယ်ဒါပေမဲ့လို့သူကရရအနေနဲ့ကလေးတွေကိုတပည့်တွေကိုဆွဲခေါ်ပေးတယ်တကယ်ကိုတော်တဲ့တစ်ချက်ပါအလုပ်တွဲလို့ကတော့ပျော်သားဆိုတော့ပျော်ဖို့အရန်ကောင်းတယ်မတိရရည်လည်းအများကြီးပဲပေါ့နော်သူရှိရနေအများကြီးပဲပညာရေးလေးအများကြီးရပါတယ်နော်မဖြစ်နိုင်တဲ့ဟာတွေကိုဖြစ်အောင်လုပ်ပြပါလုပ်ပြောအများကြီးပဲတွေ့ရတယ်တချေဟုတ်